မင်္ဂလာပါခင်ဗျာဩဘာစပါပေါင်းစုံတက်တဲ့ဘီလီယံနာအိမ်မက်စီစဉ်ကြီးကနေအားလုံးလှိုင်လဲစွာကြိုးဆိုပါရခင်ဗျကျွန်တော်တို့ဒီစီစဉ်မှာစုချင်းငွေတွေကျပ်1000ကနေသိန်း100အထိကန်ထူးခွင့်ရနိုင်တဲ့စုချင်းတွေကိုရွေးချယ်ရမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီနေ့ပြိုင်ပွဲမှာပါဝင်ရွေးချယ်ခွင့်ရလာတဲ့ပြိုင်ပွဲဝင်ကတော့လက်ဗရန်မြို့မှာပါဝင်ရှင်ပြိုင်ပြီးတော့ Golden Ticket ရရှိခဲ့တဲ့ပြိုင်ပွဲဝင်ကတော့ကိုဇော်မင်းအောင်ဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်စုတွေရွေးချယ်ပေးဖို့အတွက်ကိုဇော်မင်းအောင်ကိုစင်မြင့်ထက်မှာနေရာယူပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာမင်္ဂလာပါကဲကျွန်တော်တို့လက်ဗရန်မှာစုံခဲ့ပြီးတော့ဒီနေ့မှာတော့ကိုယ်တိုင်စုတွေရွေးချယ်ခွင့်ရမယ့်နေရာမှာပြန်စုံခွင့်ရပါပြီ Golden Ticket ပိုင်ရှင်ဖြစ်ဝင်တာဖြစ်ခဲ့တာဆိုတော့အဲ့တော့ကိုစောမင်းအောင်ဂိမ်းဆော့ရတာမကြိုက်ဘူးလို့ကျွန်တော်ပြောခဲ့တယ်နော်ဟုတ်ဂိမ်းဆော့ရတာမကြိုက်တဲ့သူကဒီနေ့ပါစုတွေကိုယ်တိုင်ရွေးတဲ့ဂိမ်းကိုဆော့ရတော့ပါကံကောင်းပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျဟုတ်အဲ့တော့ရှေ့မှာကျွန်တော်တို့ကိုစော်မင်းအောင်နဲ့အဲ့ group ကလူတွေဘယ်နှစ်ယောက်လောက်ပါ9ယောက်9ယောက်နော်9ယောက်မှာဘာတွေပြိုင်ခဲ့တာအောင်မှတ်မိလားတက်တောင်စီးတာရယ်ပူစီပေါင်းညက်ထားရယ်ညက်ပြီးတော့ပူစီပေါင်း6လောက်နဲ့ညက်တာပြီးတော့အဲ့ဒီခေါင်းမှာတီးပင်နေစီးတာကျွန်တော်မှတ်ပြီးရအဲ့ဒီတီးပင်နေကတော်တော်ဟိုတချို့တွေဆိုပြုတ်ထွက်တယ်ဟုတ်ကိုစော်မင်းအောင်ခေါင်းမှာတော်တော်များများချီနိုင်တာနှစ်ခါပြန်ရတာနော်ဟုတ်ပြီအဲ့တော့ဒီနေ့မှာတော့ကံကောင်းပါစေကျွန်တော်တို့ဆုတောင်းပေးပါတယ်နောက်တစ်ခုကတော့ဒီစီဇန်ကိုကြည့်နေတဲ့ကိုယ့်ရဲ့မိသားစုတွေဒါမှမဟုတ်ကိုယ့်ရဲ့အိမ်မှာရှိတဲ့သူတွေအတွက်လည်းဘာပြောချင်သေးလဲဒီလိုတော့ဘာမှမပြောချင်ဘူးအခုချိန်ထိတော့ဘာမှမပြောချင်သေးဘူးပြောချင်သေးဘူးအရင်မိသားစုတွေရောအခုဘာလုပ်နေမှထင်လဲအခုအကိုစုရွေးတဲ့အချိန်မှာဒီနီးရအောင်ကအလှူလေဒါအလှူအလှူရှိတာအလှူရှိတယ်အလှူထားခဲ့ပြီးဒီမှာစုလာရွေးရတာပေါ့ဘာအလှူလဲပြောလို့ရလားဒါရှင်ပြုတဲ့အလှူဟုတ်ကလေးဘယ်နှစ်ယောက်ရှိတာတယောက်အဲ့တယောက်ကိုဒီနေ့ရှင်ပြူတာဟုတ်ရှင်ပြူတာကိုထားခဲ့ရပြီးတော့စုလာရွေးရတာဟာစိတ်ထဲမှာတော့တိတ်တော့မကောင်းဘူးပေါ့ကိုသားရှင်ပြူတဲ့ရမှာကိုမရှိတော့စိတ်ထဲမှာတော့ရမကောင်းဘူးပေါ့โอเคဗျာအဲ့တော့အကြီးကံကောင်းပါစေကျွန်တော်ဆုတောင်းပေးပါတယ်ကိုစော်မင်းအောင်လက်ဗရန်မာတုံးကဖူဆယ်ကွင်းမှာကျွန်တော်တို့နဲ့ရှင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲဝင်မှုလေးဘယ်လို Golden Ticket ရရှိခဲ့လဲဝင်တာဖြစ်လာတယ်လဲဆိုတာလေးကိုတစ်ခေါက်လောက်ကျွန်တော်တို့အားလုံးကြည့်လိုက်ကြအောင်ခင်ဗျကိုလူနာလေးလုပ်လို့ကြားလို့လာတာဟုတ်တယ်ကျွန်တော် Millionaire Dream အတွက်တကယ်တော့ကျွန်တော် level မှာလူလိုက်စုနေတာအခုတို့တခါလေးရောက်လာတော့အတော်ပဲဖြစ်သွားတာအခုတို့ဒီအဲ့ဆိုစီစဉ်လေးကြောင်းတည်ပြီပေါ့နော်တည်ပြီပေါ့တည်ပြီအခုတို့၄ယောက်စလုံးပြိုင်ဖို့အဆင်ပြေလားဟုတ်ပြေတယ်ပြေတယ်အဲ့ဆိုဒီနေ့ပြိုင်ပွဲမှာကျွန်တော်တခါလေးအခုတို့ဖိတ်လိုက်ပဲ၄ယောက်လုံးအဲ့ပြိုင်တဲ့နေရာလေးလာခဲ့ပြီနော်ဟုတ်ကဲ့နိုင်ပါသေးလို့လည်းဆုတောင်းပေးပါမယ်အဲ့ဆိုပြိုင်တဲ့နေရာမှာစုံမယ်နော်ဟုတ်ကဲ့မင်္ဂလာပါ Millionaire Dream စီစဉ်ကနေပြန်လဲကြိုဆိုပါရခင်ဗျာ Millionaire အိမ်မက်မှတ်ဖို့ရှင်ပြိုင်ကြတဲ့ Group 2ပြိုင်ပွဲဝင်9ယောက်ဖြစ်ပါတယ်ပထမဆုံးပြိုင်ပွဲက9ယောက်စလုံးတပြိုင်နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်ရှေ့မှာကျွန်တော်ခေါင်းစည်းကြိုးလေးတွေထားထားတယ်ခေါင်းစည်းကြိုးကိုယူမယ်ကို့ခေါင်းကိုကြက်တောင်စည်းလိုမျိုးသပင်စည်းမယ်အချိန်1မိနစ်အတွင်းမှာခေါင်းစည်းဘယ်နှစည်းကို့ခေါင်းမှာကိုစီးနိုင်တယ်လဲဆိုတာပြိုင်ပါပါ3 2 1 go ဟုတ်တယ်အနည်းဆုံးတော့ဒီလောက်တော့ဖြစ်မှရမယ်မြဲပြီးတော့ကြံနေတဲ့ကြက်တောင်စီရေတွက်တွေကိုရေတွက်မှာဖြစ်ပါတယ်အချိန်စက္ကန့်30ကုန်သွားပါပြီခင်ဗျချိန်ပြည့်ပြီဆိုတာနဲ့အားလုံးရက်ရမှာဖြစ်ပါတယ်45စက္ကန့်ရှိပါပြီ10 9 8ကျွန်တော်မိသားစုက3ယောက်ရှိပါတယ်နေထိုင်တာကတော့4လက်ပံကုန်းအုပ်စုကြီးမင်းင်းကြီးပါ2 1ရပါရပြီ1 2 3 4 5 6ခုရှိပါတယ်1 2 3 4 4ခု1 2 3 4 4ခု1 2 3 4 5 5ခုသူ့စပင်လေးကို5ခုမိုက်လိုက်တာ1 2 3 4 5 6 7ဟာခုနှစ်ခုတော့မိုက်လိုက်တာ
1 2 3 4 5 6 7သူလဲ9ခု1 2 3 4 5 6 7သူလဲ9ခုဟာ ဟောတပင်စီးတဲ့ဂိမ်းပြိုင်တာတော့ခက်ခဲတော့ရှိတာပေါ့ကျွန်တော်တို့ကတစ်ခါမှမစီးဘူးတော့ 9 9ခုတော့ဗျာ1 2 3 4 5 6 7ဒီနှစ်ယောက်ကတော့တေးကြတယ်ဒီနေ့ပြိုင်ပွဲကနေကျွန်တော်တို့နှုတ်ဆက်ရပြီ တပင်စီးပြိုင်ပွဲမှာအမှတ်ကတော့6မှတ်ရခဲ့ အခု group 2ရဲ့နောက်ဆုံးပြိုင်မဲ့နှစ်ယောက်ဖြစ်ပါတယ်ခြေထောက်နဲ့ပဲညှပ်ပြီးတော့ယူမယ်ဒီစီးကိုကြော်တော့မှလက်နဲ့ကင်ပြီးထည့်ရှင်းပါတယ် ready 3 2 1 go သူတို့ကထိုင်ခိုင်းတဲ့နေရာမှာမနေဘူးအေးဟုတ်ပြီအေးဟာတယောက်ကနှလုံးတယောက်က ဘောလုံးပြိုင်ပွဲမှာတော့ညှက်တဲ့ဟာတော့အခက်အခဲရှိပါတယ်တိတ်ပြီးတော့ဟိုနေမညှက်တတ်တော့လမ်းမှာတစ်လုံးပေါက်တယ် ဂုဏ်ယူပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်လည်းကဲအခု group 2ရဲ့ finalist 3ယောက်ကတော့နောက်ဆုံးအဆင့်ပြိုင်ဖို့ရောက်ရှိနေပါပြီခင်ဗျာမိကွန်းလေးတွေဖြည့်ဖို့ပဲလိုပါတယ်ပထမဆုံးမိကွန်းကတော့ပေါင်းစုံသက်ဆေးမှာတဲ့အဓိကပါဝင်ပစ္စည်းရဘာလဲတဲ့ကကြီးရ Pretila Claw ခခွေးရ Bit Sodium ဂငယ်က Buta Claw ဂကြီးရ Cyhalophos Butyl အဖြေမှန်ပါရလဲဖြေပါခခွေး Bit Sodium ဆိုမှန်ပါတယ်ခင်ဗျာနောက်မိကုန်းကတော့ကျွန်တော်တို့မြန်မာပြက်ကတိန်ဒီမှာဝါထက်တဲ့နှစ်ကိုဘလို့ကြုံရတာလေတဲ့ကကြီးက4နှစ်ကိုတစ်ချိန်ကြုံတာတဲ့ဒီချာနားတော့ပြပါခခွေးက8နှစ်မှတစ်ချိန်ကြုံတာတဲ့ဂငယ်က4နှစ်မှ2ချိန်ကြုံတာတဲ့ဂကြီးက8နှစ်မှ3ချိန်ကြုံတာတဲ့ဖြေပါ8နှစ်မှ3ချိန်မှန်သွားပါပြီခင်ဗျာ ညနေမျိုးကုန်းဖြေတဲ့အခက်အခဲကတော့ခက်တာပေါ့ကိုမှတိတ်ပြီးတော့ဒီဟာတွေမဖြေတတ်တော့ ကဲနားထောင်ပြီးပါမေးခွန်းကတော့မြန်မာနိုင်ငံမှာရှိတဲ့တောင်တွေထဲမှာအမြင့်ဆုံးတောင်ဟာဘာတောင်လဲကကြီးပုတ်ပါတောင်ခခွေးဇွဲကပင်တောင်ဂငယ်ခါကာဘူရာစီတောင်ဂကြီးနတ်မတောင်ဖြေပါဂငယ်ခါကာဘူရာစီတောင်ဆိုလို့မှန်သွားပါပြီခင်ဗျာ ဒီပြိုင်ပွဲမှာအနိုင်ရမယ်လို့တွေးမထားပါဘူးဒါပေမဲ့ပြိုင်လိုက်တော့နိုင်သွားတော့ပြောတာပေါ့ သိန်း100အထိကန်ထူးနိုင်မဲ့စုရွေးတဲ့အစီအစဉ်ကိုကိုယ်တိုင်ကိုကြရွေးချယ်ခွင့်ရရှိတော့မဲ့ Golden Ticket ကိုကိုဇော်မင်းအောင်ပေးရလိုက်ပါပြီခင်ဗျာလက်ခုပ်တန်နေနဲ့ဂုဏ်ပြုပေးပါအောင်ဗျာ ဒီပြိုင်ပွဲမှာ Golden Ticket ရပြီးတော့သိန်း100ရမယ်ဆိုရင်တော့လူတန်းလေးလှုပ်ချင်တာပေါ့ ယခုပြသနေသောအစီအစဉ်ကိုမြန်မာဩဘာရဲ့ဩဘာစပါးပေါင်းစုံသက်ပေါင်းသက်စေးမှ main sponsor ဖြစ်အဓိကကူညီပံ့ပိုးပေးထားပါတယ်အဲ့တော့ကိုရောဘလောက်စုကြီးရွေးနိုင်မယ်လို့ယုံကြည်မှုရှိတယ် မမှန်ဘူးပေါ့သူကန်တရား ကံတရားပဲပေါ့နော် တရား သူက1000ကနေသိန်း100အထိရှိတယ်အားလုံးနံပါတ်က22ခုရှိတယ် ပထမဆုံးလောက်ရမှာကတော့ဒီနံပါတ်22ခုတည်းကကိုယ့်အတွက်လက်ကြီးအဖြစ်ဆုံးအကြိုက်ဆုံးနံပါတ်တစ်ခုကိုအရင်ရွေးထားမယ်အဲ့ဒီနံပါတ်ကိုကျွန်တော်တို့ကလုံးဝမဖွင့်သေးဘဲနဲ့ဝက်ဘေးမှာထားထားမယ်ပြီးရင်တော့ကိုမကြိုက်တဲ့နံပါတ်တွေတစ်ခုချင်းဖယ်သွားမယ်နံပါတ်တွေရွေးနေရင်လည်းဂျားထဲမှာမစ်ရှင်လေးတွေလည်းဝင်ကောင်းဝင်လာလိမ့်မယ်အဲ့ဒီမစ်ရှင်လေးတွေမှာအောင်မြင်ခဲ့ရင်နောက်ထပ်အဖွင့်ရေးတွေထပ်ရနိုင်တာလည်းရှိတယ်မအောင်မြင်ခဲ့ရင်ကိုယ့်စီကဆုံးရှုံးသွားနိုင်တာလေးတွေလည်းရှိတယ်ဆိုတော့အတူတူရင်ခုန်ကြအောင်နော်မီလီယံနာအိမ်မက်ထဲမှာကျွန်တော်တို့အိမ်မက်တွေကဘယ်လောက်ကြီးကြီးမတ်ရမလဲဆိုတာကိုအခုစလိုက်ပါမယ်တကယ်ပဲအိမ်မက်တွေကဆုံးရှုံးစရာတွေနဲ့လန့်နိုးသွားမလားဒါမှမဟုတ်စုကြီးတွေပိုက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်အိမ်မက်ကနေနိုးထမလားဆိုတာကိုစဖို့အတွက်
အခုနံပါတ်22ခုထဲမှာကိုအတွက် lucky အဖြစ်ဆုံးနံပါတ်ကိုစရွေးပေးပါခင်ဗျာ 22 နံပါတ် 22 22နံပါတ်22ဒီမှာလေးမိုးဆက်ချိုထွက်လို့ရပါပြီဒီမှာလေးဘိုးဆက်ချိုရဲ့လက်ထဲကနံပါတ်22ကိုကိုဇော်မင်းအောင်ရဲ့ဘေးမှာတင်ထားခဲ့ပြီးရင်ဒီမှာလေးပြန်ဝင်လို့ရပါပြီအဲ့တော့နံပါတ်22ဟာကိုလောလောဆယ်နံပါတ်တွေထဲမှာအကြိုက်ဆုံးဆိုပြီးတော့ရွေးချယ်လိုက်တာဆိုတော့တစ်ကနေ22ထိဟိုးနောက်ဆုံးနံပါတ်22ကိုဘာလို့ရွေးတာလဲပြောပြလို့ရလား ဒီ22ကဏ္ဍကိုကြိုက်လို့ ကြိုက်တာ တော့ဘိုင်းညာမဟုတ် ဘာရညာရမဟုတ်နှစ်နှလုံးအပူလေးကိုကြိုက်တာ နံပါတ်22ရွေးချယ်တဲ့အကြောင်းအရာတော့ဒီနေ့အလူကရှင်22ပါဆိုတော့အဲဥစ္စာကိုဘိုင်းညာမဟုတ်ကောက်ရွေးလိုက်တာ အဲ့ဒီနံပါတ်2နဲ့ပတ်သက်ပြီးတော့ကိုကကံကောင်းတတ်တာမျိုးအဲ့လိုနှစ်ကဏ္ဍအကျိုးပေးတတ်တာမျိုးတွေရောရှိဘူးလား အဲ့လိုမျိုးတော့မရှိဘူးပါ မရှိဘူးပါဘူးအခုကဏ္ဍတွေထဲမှာကြည့်လိုက်တာတော့ဒါကိုစိတ်ထဲက စိတ်ထဲက feeling လာနေတာပေါ့နော်အဲ့တော့ဟုတ်ပါပြီဒီ22ဟာအဆုံးထိထိမ့်သိမ်းထားနိုင်ပြီးတော့စုကြီးဖြစ်ပါစေဆုတောင်းပေးပါတယ်အခုကျွန်တော်တို့စပြီးတော့လောက်ရမှာတော့ဒီထဲကသိပ်ပြီးတော့ကိုယ့်အတွက်မကြိုက်မဲ့စုသေးလေးတွေဖြစ်မယ်ထင်တဲ့နံပါတ်တွေစပြီးဖယ်လိုက်အောင်နံပါတ်တစ်ခုစရွေးရပါ 16 နံပါတ်16ညီမလေးယွန်းထွက်လို့ရပါပြီဟုတ်ပြီနံပါတ်16ထဲမှာစုအသေးလေးဖြစ်ပါစေလို့ဆုတောင်းရင်းနဲ့ဖွင့်လိုက်ပါခင်ဗျာသိန်း20ဒီအစီအစဉ်ရဲ့ထူးခြားချက်ဟာအဲ့လိုပွဲဥထွက်တွေမှာသိန်း20တွေထွက်နေတာကျေးဇူးတင်ပါတယ်ညီမလေး အဲ့လိုသဦးသိန်း20ထောက်ရတဲ့အချိန်မှာတော့စိတ်ထဲမှာတော့ဘိုင်းညာတိတ်တော့ဘလို့မှတော့မရှိပါဘူး စပြီးတော့ဖယ်လိုက်တဲ့စုကပြဿနာမရှိပါဘူးကိုယ့်လက်ထဲမှာသိန်း100ဖြစ်နိုင်တာပဲဆိုတော့နောက်ထပ်နံပါတ်တစ်ခုထပ်ပြီးဖယ်လိုက်အောင် 6 နံပါတ်6ညီမလေးခင်ခက်တော်ထွက်လို့ရပါပြီကဲနံပါတ်6ထဲမှာရှိနေမဲ့စုကြီးဟာဘယ်လောက်ဖြစ်မလဲဖွင့်လိုက်ပါဝေါစစ်တောင်းဆိုတောင်းကနန်းလေးကဖယ်လိုက်နိုင်တဲ့အတွက်ဂုဏ်ယူပါတယ်ကျေးဇူးပါညီမလေးနှစ်ခုဖယ်ပြီးတာဟုတ်အပေါ်ဘက်ကတစ်ခုနဲ့အောက်ဘက်ကတစ်ခုစိုးပါဦးဒါတိတ်ပြီးတော့ခြေနေမစိုးဘူးကောင်းတယ်လို့ပြောလို့ရတယ်နောက်ထပ်တောင်းကနန်းလေးတစ်ခုလောက်ဖြစ်အောင်ထပ်ပြီးတော့ဖယ်ထုတ်လိုက်အောင်ကို 4 နံပါတ်4ညီမလေးတတာထက်ထွက်လို့ရပါပြီကဲနံပါတ်4ထဲမှာရှိနေမဲ့စုကြီးကိုကြည့်လိုက်ရအောင်ခင်ဗျဖွင့်ပြပါဦး30ကျေးဇူးတင်ပါတယ်ဟိုးအပေါ်တစ်ခုသွားလိုက်အောက်ကိုတစ်ခုသွားလိုက်နောက်တစ်ခါအပေါ်ကိုတစ်ခုသွားလိုက်တော့ဖြစ်နေတယ်ယခုပြသနေသောအစီအစဉ်ကိုမြန်မာဩဘာရဲ့ဩဘာစပါးပေါင်းစုံပတ်ပေါင်းသက်စေးမှ main sponsor ဖြစ်အဓိကကူညီပံ့ပိုးပေးထားပါတယ်။အဲ့ဒီ sequence တိုင်းဆိုရင်တော့နောက်တစ်ခါအောက်ဖက်ကိုသွားဖို့လိုပါတယ်အဲ့တော့ဘယ်
နံပါတ်များဖယ်ထုတ်ခြင်းပါလေခင်ဗျ 19 နံပါတ်19ဝင့်ဟန်မီထွက်လို့ရပါပြီနံပါတ်19စုအသေးလေးဖြစ်ပါစေဖွင့်ပြပါဦး yes 6တောင်း sequence ကတော့အဲ့လိုသွားတာအမှန်ပဲเนาะအပေါ်တစ်ခုအောက်တစ်ခုအပေါ်တစ်ခုအောက်တစ်ခုအဲ့ sequence လေးနောက်တစ်ခါဖြတ်လိုက်ရအောင်အပေါ်တစ်ခုဆက်မသွားဘဲနဲ့အောက်တစ်ခုဖြစ်အောင်နည်းနည်းစဉ်းစားပြီးတော့ဖယ်လိုက်ပါဦး 10 နံပါတ်10ညီမလေးခိုင်စင်ဝင်းထွက်လို့ရပါပြီဟုတ်ပြီနံပါတ်10ထဲမှာရောဘာစုကြီးများဖြစ်မလဲဖွင့်လိုက်ပါဦး3သိန်းဟာအလယ်မှာရှိတဲ့နံပါတ်ဖြစ်ပါတယ်အလယ်မှာရှိတဲ့စုကြီးပါအခုကျွန်တော်တို့ရွေးထုတ်လိုက်တာ6000နဲ့8000ထွက်သွားပြီအလယ်ကသိန်းကနန်းနေရတော့အများကြီးရှိတယ်အဲ့ထဲက3သိန်းပဲထွက်သေးတယ်အပေါ်မှာရှိတဲ့သိန်း10ကနန်းနှစ်ခု20နဲ့30ထွက်သွားတယ်100ရှိနေသေးတယ်80ရှိနေသေးတယ်50ရှိနေသေးတယ်ဆိုတော့စုကြီးတွေကိုယ့်ဘက်မှာရှိနေပါသေးတယ်ထပ်ပြီးဖယ်ထုတ်လိုက်ပါအောင်တစ်ခုလောက်20နံပါတ်20မိုးမြင့်မြတ်ဆိုးညီမလေးထွက်လို့ရပါပြီနံပါတ်20ရဲ့လက်ထဲမှာကင်ဆောင်လာတဲ့စုချင်းငွေအသေးလေးဖြစ်ပါစေဖွင့်လိုက်ပါနှစ်သိန်းဆိုတော့လေအလေလက်ကနန်းပါပဲမစိုးပါဘူးကျေးဇူးပါအခုကျွန်တော်တို့အပေါ်မှာရှိတဲ့စုကြီးတွေပြထားတဲ့ချက်မှာကြည့်မယ်ဆိုရင်အားလုံးမျှနေတယ်ဗျအောက်ကတောင်းကနန်းကလည်းနှစ်စုထွက်ထားတယ်အလေကသိန်းကနန်းလည်းနှစ်စုထွက်ထားတယ်သိန်း10ကနန်းလည်းနှစ်စုထွက်ထားတယ်မစိုးသေးဘူးဒါတော်တော်လေးအခြေအနေကကိုယ့်ဘက်မှာရှိနေပါသေးတယ်တစ်စုလောက်ထပ်ဖယ်လိုက်အောင်9 နံပါတ်9ညီမလေးတက်မြတ်နိုးထွက်လို့ရပါပြီ9ဆိုတဲ့နံပါတ်ကတော့အများအားဖြင့် lucky 7လို့တင်စားတတ်ကြတယ်ဆိုတော့ဒီထဲမှာအများဖြစ်နေပြီဖွင့်လိုက်ပါအိုး90ခုနှစ်ထဲမှာ90ဖြစ်နေပါတယ်သိန်း90ညီမလေးကျေးဇူးပါသိန်း90ထွက်သွားတယ်ဆိုတော့အပေါ်က10ကနန်းတွေက3ခုလောက်ထွက်သွားတာဟာနည်းနည်းပြောစရာမကောင်းအဲ့တော့150ခြံထားဖို့လိုတယ်သိန်း100ကတော့ကိုယ့်လက်ထဲမှာကိုယ့်ဘက်မှာကြံနေသေးတယ်ဒုတိယအကြီးဆုံးဖြစ်တဲ့80ကတော့ဖယ်တဲ့ထဲပါသွားပြီဆိုတော့နောက်ထပ်နံပါတ်တစ်ခုလောက်ရွေးလိုက်အောင်15နံပါတ်15ညီမလေး cherry ယူထွက်လို့ရပါပြီနံပါတ်15ရဲ့လက်ထဲမှာဘာစုကြီးများဖြစ်မလဲဆိုတာဖွင့်လိုက်အောင် နံပါတ်15ဖွင့်တော့မဲ့အချိန်မှာလည်းပုံမှန်ပါပဲမခံစားမှုတော့မရှိပါဘူးဝေါကဲ2000ဗျာအဲ့တော့တော်တော်ကိုသေးတဲ့စုကြီးလေးထွက်သွားတဲ့ဝမ်းသာစရာပါညီမလေးကျေးဇူးပါအဲ့တော့ကျွန်တော်တို့အချင်းကြီးကောင်းနေဗျအခုတောင်းကလန်းနဲ့ရဆိုရင်1000နဲ့4000အသေးဆုံး1000ကတော့ရှိနေသေးတယ်အဲ့လိုပဲအ
အကြီးဆုံးနေထဲမှာသိန်း100ကလည်းရှိနေသေးတယ်သူ့အောက်မှာဆိုရင်သိန်း50ပြီးရင်25သိန်း15သိန်း10သိန်းသိန်း10ကဏ္ဍထဲမှာ5ခုရှိတယ်အလေကသိန်းကဏ္ဍထဲမှာ3သိန်းကနေစတယ်3သိန်း4သိန်း5သိန်း6သိန်း9သိန်း10သိန်း9သိန်း9စုရှိတယ်ဆိုတော့ကိုယ့်ဘက်မှာတော်တော်အလေးသာတယ်လို့ပြောလို့ရတယ်တောင်းကဏ္ဍက2ခုပဲရှိတော့တယ်တစ်ခုလောက်ထပ်ဖယ်လိုက်အောင် ငါ နံပါတ်5ညီမလေးထပ်ဝင်းသူထွက်လို့ရပါပြီနံပါတ်5ဟာဘာစုကြီးများဖြစ်မလဲခင်ဗျဖွင့်လိုက်ပါဦး6သိန်းဆိုတော့ဟိုးအလယ်မှာရှိနေတဲ့နံပါတ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ညီမလေးခုချိန်ထိလည်းမဆိုးသေးဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်နောက်ထပ်နံပါတ်တစ်ခုလောက်ထပ်ဖယ်လိုက်အောင် 1 နံပါတ်1ညီမလေးငိမ့်စုတော်ထွက်လို့ရပါပြီနံပါတ်22ခုမှာထိတ်ဆုံးနံပါတ်ဘာစုကြီးများပါနေမလဲဖွင့်လိုက်အောင်9သိန်းဟာတော်တော်အပေါ်ကိုရောက်တဲ့တဲမှာပါပါတယ်ကျေးဇူးတင်ပါတယ်ခုချိန်ထိကျက်1000ကြံနေသေးတယ်လို့သိန်း100လဲကြံနေပါသေးတယ်အဲ့ဒီချိန်မှာကျွန်တော်တို့မစ်ရှင်တစ်ခုစပြီးတော့ရောက်လာပါပြီဆိုတော့ကျွန်တော်တို့စုရွေးတာလေးကိုခဏလေးရက်လိုက်ပြီးတော့အခုရောက်လာတဲ့မစ်ရှင်မှာကိုယ့်အတွက်ဘာအခွင့်အရေးတွေပါမလဲဒါမှမဟုတ်ကိုရွေးချယ်ထားတဲ့ထဲကရောဘလို့ဆုံးရှုံးမှုတွေဖြစ်နိုင်မလဲဆိုတဲ့မစ်ရှင်တစ်ခုကိုစပြီးတော့ယူဆောင်လာပေးပါမယ်ဘာအခွင့်အလမ်းတွေများပါမလဲဆိုတဲ့မစ်ရှင်ကိုယူဆောင်လာပေးဖို့ညီမလေးတယောက်လောက်ယူခဲ့ပေးပါအောင်ခင်ဗျကဲဒီထဲမှာပါတဲ့အခွင့်အလမ်းလေးတွေသိရဖို့ကိုစီယူခဲ့ပေးပါဟုတ်ပြီအခုမစ်ရှင်မှာကိုအတွက်နောက်ထပ် chance တွေအခွင့်အရေးတွေပါလာနိုင်တယ်လို့မစ်ရှင်မအောင်မြင်ခဲ့ရင်လည်းဆုံးရှုံးမှုလေးတွေရှိနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့တခါတည်းဖွင့်ကြည့်လိုက်အောင်ကဲဒီမှာပါတဲ့နှစ်ကတ်ထဲကစိတ်ကြိုက်ရွေးပါဟုတ်ပြီဗျာအဲ့တော့ဘယ်လို reward တွေဘယ်လို punishment တွေပါတယ်လဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်အခု mission ကိုအောင်မြင်ခဲ့ရင်ကိုရွေးထားတဲ့22မှာဘာပါတယ်လဲဆိုတာကို hints အနေနဲ့အရေးအမွတ်ပြောပြပေးပါမယ်နံပါတ်အတိအကျကြီးတော့မဟုတ်ဘူးဒါပေမဲ့ကိုရွေးထားတာဟာဘယ်လောက်ထိရင်ခုန်လို့ရနိုင်လဲဆိုတော့ကိုစုကြီးကိုအရေးအမွတ်ပြောပြပေးပါမယ်တကယ်လို့များ mission မအောင်နိုင်ခဲ့ဘူးဆိုရင်တော့ရွေးထားတဲ့စုကြီးတွေကခုကနန်းဆိုတာဟိုနောက်ဆုံးတုံညတစ်လုံးပြုတ်ပါမယ်ဒီစုကြီးတွေကဘယ်လောက်ဖြစ်မလဲကျွန်တော်တို့လည်းမသိဘူးအောင်မြင်ခဲ့ရင်ဒါဟာဘာလဲဆိုတာသိခွင့်ရမယ်အရေးအမွတ်သိခွင့်ရမယ်မအောင်မြင်ခဲ့ရင်တုံညတစ်လုံးပြုတ်မယ်အကယ်၍များ22ကြီးဟာသိန်း100ဆိုရင်10သိန်းဖြစ်သွားမယ်10သိန်းဆိုရင်3သိန်းဖြစ်သွားမယ်တုံညတစ်လုံးပြုတ်သွားမယ်သဘောဖြစ်ပါတယ်အဲ့တော့မလေးကျေးဇူးတင်ပါတယ်ဒီ mission ကိုရှင်ပြိုင်ဖို့စဉ်းစားပေးပါဆုံးဖြတ်ပေးပါပြိုင်ရင်ကောင်းမလားမပြိုင်ရင်ကောင်းမလားဆို မပြိုင် ဒီတိုင်းပဲဆက်ရွေးမယ်ဒီ mission ကိုလုံးဝမပြိုင်ဘူးဟုတ်ပြီပြိုင်ပွဲဝင်အနေနဲ့ mission ကို skip လုပ်လိုက်ပါတယ်အဲ့တော့ဒီထဲကနံပါတ်ကိုလည်းမသိချင်ဘူးသုံးညတစ်လုံးလည်းအဖြုတ်မခံဘူးကောင်းပါပြီကဲ
နောက်ထပ်နံပါတ်တစ်ခုထပ်ဖယ်ပြီးပါ ဆက်ခွန် နံပါတ်19ညီမလေးနန္ဒာမြင့်စုထွက်လို့ရပါပြီ19ထဲမှာစုကြီးတေးလေးဖြစ်ပါစေအောက်ထဲကကြံတဲ့တောင်းကနန်းလေးတွေဖြစ်ပါစေဖွင့်လို့ရပါပြီလေးသိန်းဒီတော့စိုးပါဘူးလေးသိန်းအလေကကနန်းမှာကျေးဇူးပါညီမလေးအခုအချိန်တွေကတော့သိန်း100ကြီးကညှော်လင်းလို့ရသေးတယ်သူ့အောက်မှာတော့သိန်း50ပြီးရင်25သိန်း15သိန်း10သိန်းဆိုတော့ဒီ10ကနန်းက4စုရယ်သိန်း100ရယ်အဲ့ဒီမှာ5စုရှိတယ်အလဲကသိန်းကနန်းက4စုရှိတယ်တောင်းကနန်းလေး2စုရှိတယ်နံပါတ်တစ်ခုလောက်ထပ်ဖယ်လိုက်ပါ 18 နံပါတ် 18 18ညီမလေးထပ်မြတ်နိုးထွက်လို့ရပါပြီဟုတ်ပြီခင်ဗျာနံပါတ်18ဖွင့်လို့ရပါပြီ10သိန်းတော်သေးတယ်နော်ကျွန်တော်1ရ3ညတွေရမြင်လိုက်တဲ့အချိန်မှာနည်းနည်းတော့ရင်ခုန်သွားတယ်100မဟုတ်သေးဘူး10သိန်းကျေးဇူးတင်ပါတယ်ညီမလေးအခုဖွင့်လိုက်တဲ့အချိန်မှာအဲ့တစ်မြင်လိုက်တော့ဘယ်လိုခံစားလိုက်ရလဲ100လို့ထင်လိုက်ပြီသေးလားထင်လိုက်တာကျွန်တော်အဲ့ဒါကြောင့်နောက်က3ညတွေသေချာယူလိုက်တာ10သိန်းဆိုတော့တော်ပါသေးတယ်100ကြီးကအခုချိန်ကြီးကျွန်တော်တို့မျော်လင့်လို့ရနေသေးတယ်နောက်ထပ်နံပါတ်တစ်ခုလောက်ထပ်ဖယ်ပေးပါဦး14နံပါတ်14ညီမလေးဝင့်ရွှေရည်လင်းထွက်လို့ရပါပြီနံပါတ်14 14ထဲမှာစုကြည်ဘယ်လောက်များဖြစ်မလဲဖွင့်လိုက်ရအောင်8သိန်းဆိုတော့အလေကသိန်းကနန်းတွေတော်တော်လေးကိုထွက်ကုန်ပြီကျေးဇူးတင်ပါတယ်သိန်းကနန်းတွေက3စုတောင်းကနန်း2ခုဟာအခုချိန်ထိပေကပ်ပြီးတော့ကြံနေသေးတယ်အောက်ဆုံး1000ကလည်းအခုဒီနံပါတ်တွေထဲမှာရှိနေသေးတယ်4000ကြီးကလည်းရှိနေသေးတယ်ဆိုတော့ထပ်ဖယ်လိုက်ပါဦး17ညီမလေးလင်းလက်ထွက်လို့ရပါပြီကဲနံပါတ်ကတော့1နှလုံးဘူးလေးဖြစ်တဲ့17ထဲမှာဘယ်လောက်စုကြည်လဲခင်ဗျာကြည့်လိုက်အောင်ယခုပြသနေသောအစီအစဉ်ကိုမြန်မာဩဘာရဲ့ဩဘာစပါးပေါင်းစုံသက်ပေါင်းသက်စေးမှ main sponsor ဖြစ်အဓိကကူညီပံ့ပိုးပေးထားပါတယ်ရဒုတိယအကြီးဆုံးအဖြစ်ကြံနေတဲ့90ကြီးထွက်သွားတာပါရပါပြီဒီမှာလေးကျေးဇူးပါအဲဒီတော့ကျွန်တော်တို့အတွက်အခွင့်အရေးကသိန်း100ရဲ့အောက်မှာဒုတိယအကြီးဆုံးတတိယအကြီးဆုံးအဲ့ဒါတွေထွက်ကုန်ပြီ80တို့90တို့30တို့ပါသွားပြီဆိုတော့15သိန်းနဲ့25သိန်းဒုတိယအကြီးဆုံးအနေနဲ့ရှိတယ်အကြီးဆုံးဖြစ်တဲ့သိန်း100ကြီးကတော့အခုအထိရင်ခုန်ခွင့်ရှိနေသေးတယ်အဲ့လိုပဲ1000ကလည်းလာရှိနေသေးတယ်ဆိုတော့ဒီအောက်က1000နဲ့4000ထွက်သွားရင်တော်တော်လေးစိတ်အေးရမယ်နောက်တစ်နံပါတ်တစ်ခုလောက်ဖယ်လိုက်ပါ21ညီမလေးဇူးဇမ်မောင်ထွက်လို့ရပါပြီဆောဆောက17ကိုဖယ်တယ်အခု21အသေးလေးဖြစ်ပါစေဖွင့်လိုက်ပါ
yes တတောင်းသီးဆုံးတတောင်းကိုဖယ်ထုတ်လိုက်နိုင်ပြီဆိုတော့ဆိုကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုဟာနောက်ထပ် mission တစ်ခုထပ်ရောက်လာပါတယ်ဒီတစ်ခေါက်မှာတော့ mission ဟာအခုရှင်ပြိုင်ရမယ် mission ဖြစ်ပါလိမ့်မယ်ပြီးတော့ဘယ်လို benefit တွေရှိမလဲဘယ်လိုဆုံးရှုံးမှုတွေရောရှိမလဲဆိုတာကိုသိရဖို့ mission girl လေးတယောက်လောက်တည်ဆောင်လာခဲ့ပြပါအောင်ခင်ဗျဒီ mission ထဲမှာကိုယ့်အတွက်အခွင့်အရေးတွေလည်းအများကြီးပါလာနိုင်ပါတယ်ဘာတွေဖြစ်မလဲကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်โอเคတခါတည်းကိုတို့ဖွင့်ကြည့်လိုက်အောင်ငကတ်ထဲကစိတ်ကြိုက်ရွေးပါခင်ဗျโอเคဒီတစ်ခေါက်ကတော့ကိုယ့်အတွက်တော်တော်ကိုအခွင့်အရေးရှိပါတယ်စောစောကကျွန်တော်တို့ပယ်လိုက်တဲ့အထဲကစုကြီးအကြီးဆုံး100အောက်က3ခုရှိတယ်80တို့50တို့ထွက်သွားတဲ့အဲ့ဒီထဲကတစ်ခုကိုပြန်ထည့်ပေးမယ်အောင်မြင်ခဲ့မအောင်မြင်ခဲ့ရင်ကိုပယ်ထားတဲ့ထဲကအနှိမ့်ဆုံးတစ်ခုကိုပြန်ထည့်ပေးမယ်ဘာဂိမ်းမှစော့စရာမလိုဘဲနဲ့မေးခွန်းလေးကိုပဲ multiple choice အဖြေလေးရွေးရမှာပါဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက်ကတော့ရွေးချယ်မယ်လို့ကျွန်တော်ထင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်အဲ့တော့ဘာမေးခွန်းလဲဆိုတာကျွန်တော်တို့ကြည့်လိုက်အောင်ခုပြထားတဲ့ပုံအားတဲ့ဘာမြက်အမျိုးအစားဖြစ်ပါသလဲတဲ့ကကြီးမြက်မုံညင်းဥနဲ့ခခွေးစပယောင်ဂါငယ်မြက်သီးဂါကြီးဝမ်းပဲစာတဲ့အဲ့ဒါဟာအဲ့ဒီ၄ခုတည်းကဘာဖြေမှန်ကဘာလို့ထင်ပါသလဲကကြီးလားခခွေးလားဂါငယ်လားဂါကြီးလားပြောလိုက်တာလည်းရပါကာကြီး ကကြီး ကာကြီး ဂါကြီးဝမ်းပဲစာ၄ခုတည်းကတစ်ခုသေးကြပြီလားကိုသေးကြပြီနော်အဲ့ဒါဆိုရင်တော့အဖြေကြည့်ရအောင်အဖြေမှန်ကကြီးမြက်မုံညင်းဥနဲ့ဖြစ်ပါတယ်အဲ့တော့ဂါကြီးဝမ်းပဲစာဆိုတာမဟုတ်ပါဘူးခင်ဗျာအဲ့ဒီအတွက်ကျွန်တော်တို့စုအကြီးကြီးတစုပြန်ရောက်လာမယ်အစားစုအသေးလေးတစုပြန်ရောက်လာပါလိမ့်မယ်အဲ့တော့လက်ရှိမှာရှိနေတဲ့နံပါတ်တွေထဲမှာအသေးဆုံးဖြစ်တဲ့စုချင်းငွေတစ်ခုထပ်ရောက်လာပါလိမ့်မယ်ခင်ဗျယခုပြသနေသောအစီအစဉ်ကိုမြန်မာဩဘာရဲ့ဩဘာစပါးပေါင်းစုံပတ်ပေါင်းသက်စေးမှ main sponsor ဖြစ်အဓိကကူညီပံ့ပိုးပေးထားပါတယ်အဲ့တော့အခုစောစောကကျွန်တော်တို့မေးခွန်းဖြေလိုက်တဲ့ mission အရာကြံနေတဲ့နံပါတ်6ခုထဲမှာရှိတဲ့စုကြီးတွေလည်းအားလုံးနေရာတွေရွေ့သွားပြီးတော့နောက်ထပ်နံပါတ်21တခုလည်းပြန်တိုးလာတယ်အဲ့ဒီစုကြီးတွေထဲမှာ1000ပြန်ရောက်လာတယ်အသေးဆုံးဖြစ်တဲ့အဲ့တော့1000ကဘယ်နံပါတ်ထဲမှာပြန်ရောက်လာလဲတော့ကျွန်တော်တို့လည်းမသိပါဘူးကျွန်တော်တို့တွေထပ်ပြီးတော့ဖယ်ထုတ်ဖို့လိုပါတယ်အဲ့ဒီထပ်ရောက်လာတဲ့1000နဲ့4000အသေးနှစ်ခုရှိနေပါတယ်ဖယ်လိုက်အောင်ကိုနံပါတ်9ညီမလေးမိုးပွင့်ခိုင်ထွက်လို့ရပါပြီနံပါတ်9ထဲမှာရှိနေမဲ့စုကြီးဘယ်လောက်များဖြစ်မလဲခင်ဗျဖွင့်လိုက်ပါ5သိန်းဖြစ်တယ်အလေတဲ့တဲ့မှာရှိနေတဲ့5သိန်းထွက်သွားပါတယ်ကျေးဇူးပါအဲ့ဒီတော့အလေမှာရှိတဲ့သိန်းကနန်းတွေထဲမှာ3သိန်းနဲ့9သိန်းကျန်ပါတယ်
ဟိုးအောက်မှာ1000နဲ့4000ကျန်ပါတယ်အပေါ်မှာတော့သိန်း100ကြီးကရှိနေသေးတယ်ပြီးတော့25သိန်းနဲ့15သိန်းဖြစ်တဲ့အတွက်ကိုဟိုးအစကတည်းကရွေးထားတဲ့22အပေါ်မှာအခုတဖြည်းဖြည်းနဲ့ဖယ်ထုတ်လာတဲ့အခြေအနေမှာယုံကြည်မှုဘယ်လောက်ထိရှိသေးလဲဒီ22ဟာစုကြီးဖြစ်မယ်လို့ယုံကြည်နေသေးလားယုံကြည်မှုတွေရောလာလားအဲ့ဒါလေးသိချင်ပါတယ် ယုံကြည်နေသေးတယ် ယုံကြည်နေသေးတယ်ကိုယ့်ရဲ့22ဟာအခုချိန်ထိကိုယ့်ကိုလက်ကီးဖြစ်စေမယ်လို့အခုထိတော့ယုံနေသေးတယ်ကဲနောက်တစ်ခုလောက်ထပ်ဖယ်လိုက်အောင် တော့ နံပါတ်3ညီမလေးပြည့်တော်ထက်ထွက်လို့ရပါတယ်ဟုတ်ပြီအခုကျွန်တော်တို့ရဲ့အခွင့်အရေးတွေဟာတောင်းကနန်း2စုအလဲကသိန်းကနန်း2စုသိန်း10ကနန်းက2စုနဲ့သိန်း100ကြီးကတော့အခုချိန်ထိကြံနေသေးတဲ့အတွက်နံပါတ်3ရဲ့လက်ထဲမှာအသေးဆုံးလေးဖြစ်ပါစေဖွင့်လိုက်အောင်တင်းနဲ့စတာဟုတ်ပင်မဲ့1000မဟုတ်ပဲ100ဖြစ်နေတယ်ဗျာသိန်း100ညီမလေး thank you ပါသိန်း100ကြီးဟိုးတော်တော်လေးကျွန်တော်တို့စုတွေအများကြီးရွေးပြီးတဲ့အချိန်ထိအခုဆိုရင်စင်ပေါ်မှာ9ယောက်ပဲကြံတဲ့အခြေအနေထိထိန်းထားနိုင်တဲ့သိန်း100ပြောလင်းချက်လေးကတော့ပါသွားပြီအဲ့တော့အခုချိန်ထိ chance ကအားလုံးအတူတူပဲဖြစ်နေတယ်သိန်း10ကနန်းဖြစ်နိုင်ခြေရှိသလို3သိန်းနဲ့9သိန်းအလဲမှာရှိတဲ့3သိန်း9သိန်းကလည်းဖြစ်နိုင်ခြေရှိတယ်သူကလည်း2စုကြံတယ်ဟိုးအောက်မှာရှိတဲ့တောင်းကနန်းကလည်းဖြစ်နိုင်ခြေရှိနေတယ်2စုစီကြံနေတာဆိုတော့နည်းနည်းတော့အန်ရများတယ်အခုကျွန်တော်တို့မျှော်လင့်လို့ရတဲ့အမြင့်ဆုံးကတော့25သိန်းရှိနေတာဖြစ်တဲ့အတွက်အခုလောက်ထပ်ဖယ်လိုက်ပါနံပါတ်8ညီမလေးချစ်ခွန်းရန်ထွက်လာလို့ရပါပြီနံပါတ်8ထဲမှာပါမဲ့စုကြီးဖွင့်လိုက်ပါ15သိန်းsorry ပါမလီရပြီအဲ့တော့အမြင့်ဆုံးက25သိန်းတခုပဲရှိတော့တယ်အဲ့တော့ကျွန်တော်ထင်ပါတယ်နောက်ထပ်စုမဲတခုနောက်ထပ်နံပါတ်တစ်ခုကိုသာထပ်ပြီးဖယ်ထုတ်လိုက်ပြီးရင် final ကို့အတွက်နောက်ထပ်မျှော်လင့်လို့ရမယ့် mission တစ်ခုလောက်ကြံပါလိမ့်အောင်မယ်အဲ့တော့အခုမြန်လေးတစ်ခုလောက်ဖယ်ထုတ်လိုက်အောင် 73 နံပါတ်73ညီမလေး MC ထက်ထက်နံပါတ်73ထဲမှာရှိနေမဲ့ဖွင့်လိုက်ပါဟာအခုလည်းကြံတဲ့25သိန်းဟာပါသွားပါပြီရပါပြီညီမလေးအဲ့ဒါဆိုရင်ကျွန်တော်တို့အတွက်အပေါ်ပိုင်းကစိတ်ကူးရင်ရမယ်မီလီယံနာအိမ်မက်တွေကတော့တဖြည်းဖြည်းပျောက်သွားပြီးတော့အမြင့်ဆုံးရင်ခုန်လို့ရတာ9သိန်းပဲရှိတော့တယ်ဆိုတော့ကဲမထူးပါဘူးနောက်တစ်ခုလောက်ထပ်ပြီးဖယ်ထုတ်လိုက်ပါနှစ်ရယ်12ရယ်21ရယ်နှစ်ကနန်းနေ3ခုခြံထားတာပါအဲ့ဒီနှစ်3ခုတည်းကဘယ်နှစ်ကိုများအော်ဒီမှာလဲ22သူနှစ်တွေကိုလုံးဝခြံထားခဲ့တာ21အခု21ကိုဖယ်ပါမယ်21ညီမလေးဇူးဇန်မောင်ထွက်လာလို့ရပါပြီကဲ21
အောက်ကအတောင်းနဲ့4000နဲ့ရဖြစ်ပါစီဗျဖွင့်လိုက်ပါ4000မစိုးပါဘူးဗျ4000ဆိုတော့ကျေးဇူးတင်ပါတယ်ညီမလေးရပါပြီဟဲ့တော့3ခုကြံပါတယ်နှစ်တွေကိုလုံးဝခြံထားတာဖြစ်တဲ့အတွက်နှစ်ရယ်12ရယ်22ရယ်နှစ်3ခုအကြံတဲ့အချိန်မှာမစ်ရှင်တစ်ခုထပ်ပြီးတော့ရောက်ရှိလာပါတယ်ဒီမစ်ရှင်ကတော့ကျွန်တော်ထင်ပါတယ်ကို့အတွက်အခွင့်အလမ်းတွေယူဆောင်လာပြီးမဲ့မစ်ရှင်ဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့မစ်ရှင်သာအောင်မြင်ခဲ့ရင်ကို့အတွက်စောစောကရထားတဲ့ကြံတဲ့စုတွေအပြင်ဘာ benefit တွေများထပ်ပြီးတော့ပါလာနိုင်တယ်လဲဆိုတာသိရဖို့ Mission Girl ညီမလေးတယောက်လောက်ယူဆောင်လာပေးပါအောင်ခင်ဗျာဟုတ်ပြီအခုယူဆောင်လာတဲ့ဒီမှာကျွန်တော်တို့ဘာခွင့်လန်းနေနဲ့ကို့အတွက်ရရှိမလဲဆိုတာလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်အခုမစ်ရှင်မှာအခုအောင်နိုင်ခဲ့လို့ရှိရင်ကျွန်တော်တို့အလေအတန်းမှာရှိတဲ့စုကြီး3စုကိုပြန်ထည့်ပေးမယ်အလေတန်းဆိုတော့10သိန်းရစတယ်10သိန်း9သိန်း8သိန်းပေါ့အခုဒီထဲမှာရှိတဲ့စုကြီး3ခုကိုပြန်ထည့်ပေးမယ်အဲ့ဒီထဲကနေအခုကရွေးချယ်ခွင့်ရမယ်အဲ့လိုမဟုတ်ဘူးမအောင်မြင်ခဲ့ဘူးဆိုလို့ရှိရင်တော့ရှိတဲ့ကိုယ့်ရဲ့စုတွေက90%ဆိုတော့တဝက်ကိုဖြုတ်ချခံရမယ်အဲ့တော့အခုအချိန်မှာကြံနေသေးတဲ့စုလေးတွေကျွန်တော်တို့တစ်ချက်လောက် LED မှာပြပေးပါဦး9သိန်းရယ်1သိန်းရယ်1000ရယ်ဆိုတော့ဒီဟာရဲ့တဝက်လောက်ဖြုတ်ချသွားတာကတော့ကျွန်တော်အနေနဲ့သာဆိုရင်သိပ်ပြဿနာမရှိတော့ဘူးစုကအရန်မကြီးတော့တာဖြစ်တဲ့အတွက်10သိန်းရယ်9သိန်းရယ်8သိန်းရယ်ပြန်ရောက်လာပြီးတော့အဲ့ထဲကရွေးခွင့်ရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်တိုက်တွန်းခြင်းနဲ့ဒီ mission လေးကိုလုပ်ကြည့်ခြင်းအားဖြင့်9သိန်းအထက်ကိုရောက်ကောင်းရောက်သွားနိုင်တယ်မဟုတ်ရင်တော့22ကဘာလဲမသိဘူးမအောင်မြင်ခဲ့ရင်တော့တဝက်ပြုတ်ကြမယ်အဲ့ risk လေးကိုယူမလားဆိုတာလေးကိုစဉ်းစားပေးပါမယူတော့လုံးဝမယူတော့ဘူးမယူတော့အဲ့တော့ကျွန်တော်တို့ဒီအတိုင်းပဲဆက်သွားမယ်ဟုတ်ပြီခင်ဗျညီမလေးပြန်လို့ရပြီဝေါဆုံးဖြတ်ချက်ပြတ်သားတယ်1000ရယ်1သိန်းရယ်9သိန်းရယ်ဆိုတော့အခုတစ်ခုပယ်လိုက်ပြီးရင်တော့စောစောကစဉ်းစားလိုက်တဲ့ဆုံးဖြတ်ချက်အပေါ်မှာကိုယ့်ဘာကိုဆုံးဖြတ်ချက်မှန်တယ်လို့ပဲဖြစ်မလားမှားတယ်လို့ပဲခံစားရမလားတော့မပြောတတ်ဘူးတစ်ခုဖယ်ထုတ်လိုက်ပါနှစ်3မျိုးနှစ်ရယ်12ရယ်22ရယ်မှာအပေါ်မှာရှိတဲ့နှစ်နဲ့12ထဲကဘယ်ဟာကိုဖယ်မလဲ12နံပါတ်12ညီမလေးဝင့်နေလင်းထွက်လာလို့ရပါပြီ1000 1သိန်း9သိန်း1000 1သိန်း9သိန်း3ခုတည်းကဘာဖြစ်မလဲဖွင့်လိုက်ပါဝေါ1000ဖယ်လိုက်နိုင်တာကတော့မိုက်သွားပြီကျေးဇူးတင်ပါတယ်ညီမလေးရပါပြီကဲအဲ့တော့ကျွန်တော်တို့ရှေ့မှာ mission ကိုတော့ညင်းခဲ့ပြီးသွားပြီဆိုတော့ကိုကနှစ်တွေကိုကြိုက်တဲ့အတွက်နှစ်တွေကိုတဖြည်းဖြည်းချင်းခြံထားတယ်22နဲ့စင်မော်မှာ2နဲ့အခုနောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်ကျန်တဲ့နှစ်ခုက1သိန်းနဲ့9သိန်းဆိုတော့9ဆกว่าနေပါတယ်အဆုံးထိ22ကိုပဲကိုဟာကိုဆက်ပြီးဖွင့်ပြီးကြည့်ပြီးယူသွားမလားစင်မော်မှာကြံနေတဲ့2နဲ့များလဲကျင်သလားအဲ့ဒါဟာကိုစော်မင်းအောင်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်စိတ်ကြိုက်ဆုံးဖြတ်ပါကျွန်တော်တို့ဘာ pressure မှမပေးဘူးဒီနှစ်ကိုယူမယ်ဆိုရင်22နဲ့ကျွန်တော်တို့လဲလိုက်မယ်လဲပြီးတော့နှစ်ကိုဖွင့်ကြည့်မယ်လုံးဝမဟုတ်ဘူးကို22ကိုပဲယူမယ်ဆိုရင်တော့နှစ်ကိုကျွန်တော်တို့ပြန်ဝင်ခိုင်းလိုက်ပြီးတော့22ကိုပဲဖွင့်ကြည့်မယ်အဲ့တော့လဲမလားယူမလားစဉ်းစားပါ3သိန်းနဲ့9သိန်း
ရဲ့ဆုံးဖြတ်ချက် လဲ လဲမယ်ဒီ22ကိုလုံးဝစွဲကင်ထားတာ mission တွေပါလုံးဝရတယ် benefit ရမယ်အခွင့်အရေးရမယ်ဆိုလည်းမယူဘူးကိုယ့်ထဲကလည်းမပေးဘူးဆိုပြီးတော့တောက်လျှောက်စွဲကင်လာတဲ့နောက်ဆုံးမှာဘလို့စိတ်ကူးပေါင်ပြီးလဲကျင်သွားတယ်နှစ်ကပို့ပြီးတော့ကြီးမယ်လို့ခံစားလာ ခံစား ဟုတ်လားဟုတ်ပြီကဲအဲ့ဒါဆိုရင်တော့နံပါတ်2ညီမလေးအမရာလင်းလက်ယူလာခဲ့ပေးပါအဲ့ဒီနှစ်ကိုဒီမှာတင်ခဲ့ပြီးတော့22ကိုပြန်ယူသွားလိုက်ပါနောက်ဆုံးဖြတ်ချက်ဟာမှန်လားမှားလားကျွန်တော်လေရေခုံပါတယ်နှစ်နဲ့22နှစ်ကနန်းနေကြီးပဲ22ကိုဖယ်လိုက်ပြီးတော့ကဲကိုစော်မင်းအောင်ယူခဲ့ပါကျွန်တော်တို့အတူတူရင်ခုံတာပေါ့တသိန်းဖြစ်မလား9သိန်းဖြစ်မလားအခုဖွင့်မလားကျွန်တော်ဖွင့်ရမှာ ဖွင့်ရ ဟုတ်ပြီ9သိန်းဖြစ်ပါစေကျွန်တော်ကိုစော်မင်းအောင်အစားဆုတောင်းပါတယ်ကဲအကိုကြီးကိုယ်တိုင်ကြည့်လိုက်ကျွန်တော်မကြည့်တော့ဘူး ဒီနေ့စူကြီးရပြီးအိမ်ပြန်မယ်ဆိုရင်တော့ပျော်ရွှင်မှုကတော့အတိုင်းနဲ့အလွန်ပျော်ရွှင်ရမှာပေါ့ ယခုပြသနေသောအစီအစဉ်ကိုမြန်မာဩဘာရဲ့ဩဘာစပါးပေါင်းစုံသက်ပေါင်းသက်စေမှ main sponsor ဖြစ်အဓိကကူညီပံ့ပိုးပေးထားပါတယ်ဝေါ9သိန်းဗျာလဲလိုက်တာဟာဒီတစ်ခါမှာတော့တကယ်မှန်တာပဲကျွန်တော်ဒါဟာတသိန်းများဖြစ်နေမလားဆိုပြီးတော့စိတ်ပူနေတာအခုတော့နောက်ဆုံးစုကြီး9သိန်းစကူရရှိသွားပြီဖြစ်ပါတယ်ခင်ဗျအဲ့တော့ကိုစော်မင်းအောင်ရရှိမဲ့9သိန်းကိုစင်မြင့်ထက်မှာကျွန်တော်တို့ချီးမြှင့်ပေးပါမယ်ခင်ဗျာဒီနေ့ကျွန်တော်တို့တင်ဆက်ပေးတဲ့မီလီယနာအိမ်မက်အစီအစဉ်မှာလက်ဗရန်မျိုးကကိုစော်မင်းအောင်စုငွေ9သိန်းစကူရရှိသွားပြီဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီဝေချက်9သိန်းနဲ့အမှတ်တရလက်ဆောင်တွေကိုပေးအပ်ချီးမြှင့်ပေးဖို့မြမဩဘာလုပ်ငန်းစုရဲ့ Regional Sales Manager ဦးတမောင်လှိုင်အားကြွရောက်ချီးမြှင့်ပေးဖို့လေးစားစွာဖိတ်ခေါ်ပါတယ်ခင်ဗျာဒီဘက်ကတော့9သိန်းပါဟုတ်ကဲ့ဒီရှင်ပါအမှတ်တရလက်ဆောင်လေးလည်းလက်ဆောင်ပေးပါโอเคချီးမြှင့်ပေးတဲ့ဦးတမောင်လိုင်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကဲကျွန်တော်တို့ဒီနေ့ရှင်ပြိုင်တဲ့အစီအစဉ်မှာတော့ဦးစော်မင်းအောင်9သိန်းပိုင်ဆိုင်ရရှိသွားပြီဖြစ်ပါတယ်နောက်ဆုံးမှာသူ့ရဲ့ရွေးချယ်ထားတဲ့နံပါတ်22နဲ့စင်ပေါ်မှာကျန်နေတဲ့2နဲ့ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့လဲလိုက်တဲ့အတွက်မဟုတ်ရင်ဒါဟာသိန်းဖြစ်နေပါဆိုတော့9သိန်းဆိုတော့3သိန်းထက်တော့အိမ်ပြန်တပန်းလှပါတယ်ကျက်9သိန်းပိုင်ဆိုင်သွားပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့တင်ဆက်ပေးနေတဲ့ဩဘာစပါးပေါင်းစုံသန်းနဲ့မီလီယနာအိမ်မက်အစီအစဉ်ကို MRTV4 ရုပ်သံလိုင်းမှာအပတ်စဉ်တနင်္ဂနွေနေ့ညနေ6နာရီချိန်တိုင်းတင်ဆက်ပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်နောက်တစ်ပတ်ဒီမှာဘယ်မြို့တွေကဘယ်တောင်သူတွေလာရောက်ရှင်ပြိုင်ပြီးတော့ဘလောက်စုကြီးတွေသိမ့်ပိုက်သွားမလဲဆိုတာဆက်လက်ရင်ခုန်ပေးပါအောင်စောင့်မျှော်ရှုစားပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်ပါရစေခင်ဗျကျေးဇူးအများကြီးတင်ပါတယ်โอเคဟုတ်ကြည့်ပါMillionaire dream, millionaire amen. Oh, what's that? Oh, on that. Millionaire amen. You right, millionaire, pin night the queen she. Amen, I know my thing. You see the young shui. Amen, yeah. No, let me yeah. Yes, I know that. Champion boy. Down the road, drum boom, boom, and I get. Oh, what's that? On that. Millionaire dream, millionaire amen.